အသေးကွဲနေတဲ့သူတွေအတွက်ဆိုလို့ရှိရင် healing ဘယ်လိုလုပ်ကြမလဲဆိုတော့အကြောင်းအရာလေးဒီနေ့ပြောပြပေးမယ်ပေါ့နော်အာကိုအသေးကွဲခြင်းလို့ခေါ်ပါတယ်ဒီအချိန်နေမျိုးကနေလွန်မြောက်ဖို့အသေးကွဲခြင်းကို healing လုပ်ဖို့အတွက်အဆင့်3ဆင့်လိုတယ်ပေါ့နော်နံပါတ်1ချက်ကပါလဲဆိုတော့အပြည့်အပြတ်အားလုံးကိုလက်ခံခြင်းနဲ့နံပါတ်2ချက်ကကြတော့အလုံးစုံကိုဖွင့်လို့ရှိရင်နံပါတ်3ချက်ကကြ healing time ဆိုတာပါတယ်ပေါ့နော်အဖြစ်ပြအားလုံးကိုလက်ခံနေဆိုတာကကြာဘာကိုပြောရလဲဆိုတော့ကိုကအသေးကွဲသွားပြီဆိုလို့ရှိရင်ခံစားပါငိုပါစိတ်ခံစားချက်တွေဟာစီးစင်းနေတဲ့စမ်းချောင်းလေးတစ်ခုလိုပါပဲအဟောင်းတွေကိုမေ့လိုက်အသစ်တွေဝင်လာလိုက်စသဖြင့်နဲ့လိုမျိုးတွေစီးစင်းနေဒါမျိုးမဟုတ်ပဲတင်းခံထားနေမယ်ဆိုလို့ရှိရင်အထက်ကနေပိတ်ဆို့ခံလိုက်ကြတဲ့စမ်းချောင်းလိုပဲလိုရာကိုမစီပဲရေသေးအိုင်အဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ကိုကလေအဲ့လိုမျိုးအသေးကွဲတာပဲဖြစ်ခံစားနေရပြီဆိုလို့ရှိရင်ဟင်းလေးလုပ်ဖို့ရတော့ဆိုလို့ရှိရင်ခံစားဒေါသထွက်တယ်ဆိုလို့ရှိရင်လည်းပေါက်ကွဲတာမျိုးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဖြစ်လိုက်ပေါ့နော်အဲ့လိုမျိုးခံစားပါပြီးရခါကျအလုံးစုံကိုခွင့်လွှတ်လိုက်ခွင့်လွှတ်တယ်ဆိုတဲ့နေရာမှာပေါ့နော်သူလည်းသူ့เจ้าနဲ့သူရှိနေမှာပဲကိုလည်းကိုเจ้าနဲ့ကိုဆိုပြီးတော့မှဘာမှအညှိုးတေးမထားပဲနဲ့အဲ့လိုမျိုးလေးအလုံးစုံကိုခွင့်လွှတ်ပေါ့နော်အဲ့ဒါတော့နံပါတ်2ချက်လေးပေါ့ဒါလွယ်တကူဒီမှာဆိုလို့ရှိရင်အများကြီးတော့ပါတယ်ဒါပေမဲ့အဓိကအချက်လေးကိုလည်းပြောပေးရပါတော့ခွင့်လွှတ်တဲ့အခါမှာပြက်သားခြင်းမျိုးလဲပါဝင်ပါစေတဲ့မပြက်သားပဲနဲ့နေမယ်ဆိုလို့ရှိရင်လည်းသူ့ဘက်လည်းအဆင်မပြေကိုယ့်ဘက်လည်းအဆင်မပြေတဲ့အခါကျတော့နှစ်ဦးနှစ်ဖက်အတွက်အဆင်မပြေဘူးဒါကြောင့်အလုံးစုံခွင့်လွှတ်ခြင်းဆိုတဲ့နေရာမှာလည်းပြက်သားခွင့်လွှတ်လိုက်ပါနံပါတ်3ချက် healing time ဆိုတာမျိုးကကြတော့မကောင်းတဲ့နေရာမှာကောင်းတဲ့အရာတွေအစားထိုးမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အတွက်ကောင်းမွန်စေတဲ့စားဖတ်တာတွေကျင်သွားတာတွေ skill တစ်ခုခုကိုလေ့လာတာနေမဖြစ်မနေလုပ်ပါတဲ့အရင်ငါးထက်ကိုဟာပို့တော်တယ်ပိုကြည့်ကောင်းလာတယ်ပို့ပြီးမှဝေးပို့ရှာနိုင်တယ်ဆိုရင်ခံစားချက်မျိုးရအောင်နဲ့နေချင်းကစိတ်တန်ရာတွေကိုလည်းရော့နေစေပါတယ်အားကြတော့ healing time မှာပါဝင်တဲ့အချက်တွေပေါ့နော်။ဘာလို့မျိုးအသေးကွဲနေရဆိုလို့ရှိရင်ဒီအချက်တွေနဲ့ကိုပြန်လဲပြီးတော့မှကုစားတာအကောင်းဆုံးပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။